မရှိခြင်းလို့ပါတရားသဘောများစွာကြမှာမင်းနာမရှိမှအကြောင်းဆုံးတရားပါလောကစီစိတ်ချမ်းသာမင်းနဲ့မဟုတ်ရင်မလို့ခြင်းပါနှလုံးသားရဲ့ဟာရဟာမင်းနဲ့မရှိရင်ကုန်ဆုံးသွားမှာလိုအပ်သည်ဖြစ်စေမလိုခဲ့သည်ဖြစ်စေရှင်ထဲမှာရှိနေကိုမေးမဲ့တခုတော့ဖြစ်အချစ်လေးမင်းကိုလက်ထမ်းနိုင်မလားကိုလက်ထမ်းနိုင်မလားဒီချမ်းပြန်စင်းစားပါယုံကြည်စွာလိုက်ခဲ့ပါမင်းနာမမျက်ရှိချင်တာအနာမမျက်ရှိချင်တာကဘာမြေပေါ်ရှိသမျှမပြောရွှင်စရာအလုံးဟာမင်းနဲ့တူမျှဝေခြင်းလို့ပါလောကစီစိမ်ချမ်းသာမင်းနဲ့မဟုတ်ရင်ပိုတွေပါ